ထူးမှုဇင်ကတ်ကိုအသုံးပြုနေကြတဲ့မိတ်ဆွေတွေရှိရဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါဒီနေ့မိတ်ဆွေတို့ကိုထူးမှုဇင်ကတ်အသုံးပြုနေတဲ့သူတွေအတွက်အကျိုးရှိစေမယ့်အကြောင်းအရာလေးတစ်ခုကိုဒီဗီဒီယိုလေးနဲ့အတူပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်လူတော်တော်များများကျွန်တော်ဗီဒီယိုရဲ့ comment အောက်မှာလာမေးကြရပါတော့ထူးမှုဇင်ကတ်ကဖုန်းပေဘယ်လိုဆက်ရတာလဲဖုန်းအင်တာနက်လက်ကျန်ငွေဘယ်လိုဆက်ရတာလဲကျွန်တော်တို့ဖုန်းနံပါတ်ဘယ်လိုဆက်ရတာလဲပြီးရင်မြန်မာဘာသာစကားဘယ်လိုပြောင်းလဲရတာလဲအင်တာနက်ပေတွေဘယ်လိုရှိသုံးရတာလဲဆိုပြီးလူတော်တော်များများလာမေးထားကြရပါတော့ကျွန်တော်တယောက်ချင်းမဖြေနိုင်တဲ့အတွက်ဒီဗီဒီယိုလေးနဲ့ပြန်လည်ဖြေကြားပေးလိုက်တာပဲဖြစ်ပါတယ်တကယ်လို့မိမိတို့အဲ့ဒီအကြောင်းအရာတွေအားလုံးသိကျင်နေဆိုရင်ကျွန်တော်အခုဒီဗီဒီယိုလေးထဲမှာအခုထည့်ပေးထားတဲ့ပုံလေးကိုမိမိတို့ screenshot ရိုက်ယူထားပါဘောနော်မိမိတို့သိကျင်တဲ့အစီအစဉ်တွေကိုအခုနံပါတ်လေးတိုင်းသွားပြီးတော့လုပ်လို့ရရပါတော့ဒါဆိုရင်မိတ်ဆွေတို့အတွက်ဒီဗီဒီယိုလေးကအကျိုးရှိသွားမယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်နောက်ထပ်မသိသေးတဲ့တငယ်ချင်းတွေသိရအောင်ကျွန်တော်ဗီဒီယိုလေးကို like and share ပြုလုပ်သွားပေးပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ